ကျမရဲ့ကလေးကင်မွန်းတက်မြေစမ်းပွဲမှာရှေ့မှာချထားတဲ့ပစ္စည်းတွေကိုတခုမှမထိခဲ့ဘူး။အဲ့ဒီအစားအဖိုးစီကိုလေးဘက်ထောက်သွားပြီးအဖိုးရဲ့ခါမှာချိတ်ထားတဲ့ကြောက်စိမ့်ဆွဲသီးကိုဆွဲယူလိုက်တယ်။တခန်းလုံးချက်ချင်းတိတ်ဆိတ်သွားတာပေါ့။ဘာလို့လဲဆိုတော့အဲ့ဒီကြောက်စိမ့်ဆွဲသီးကတမိသားစုလုံးရဲ့အာဏာကိုကိုစားပြုနေလို့ပဲဒါပေမဲ့ကျမဟာတကြော့ပြန်လည်မွေးဖွားလာသူဆိုတာသူတို့မသိကြဘူး။အရှင်ဘဝတုန်းကကျမဖေဟာကောက်ကျစ်တဲ့မိန်းမတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ပြီးအဲ့ဒီမိန်းမနဲ့အပြင်သားတစ်ယောက်တောင်ရခဲ့တယ်။အဲ့ဒီအချိန်ကစပြီးကျမဟာဒီမိသားစုမှာမလိုအပ်တဲ့လူဖြစ်လာခဲ့ရတယ်။ဘလောက်ပဲစူးစမ်းအဖေရဲ့အတိအမှတ်ပြုမှုကိုမရခဲ့တယ်လို့နောက်ဆုံးမှာအဲ့ဒီမိန်းမနဲ့သူ့သားရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ကောင်းကင်ဘုံကကျမကိုတနာလို့ထင်ပါရဲ့အမေဝမ်းပိုက်ထဲမှာတစ်ခါပြန်မွေးဖွားခွင့်ပေးခဲ့တယ်။ဒီဘဝမှာတော့အမေနဲ့ကျမရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်ပြီ။အမေနဲ့အဲ့ဒီမိန်းမဟာတစ်ချိန်တည်းမှာဘိုင်းနာခဲ့ပေမဲ့အဖေကတော့အဲ့ဒီမိန်းမနာမှာပဲနေခဲ့တယ်။ကျမဒေါသထွက်နဲ့ဘိုက်ထဲမှာ360ဒီဂရီပတ်ချာလဲပြုတ်လုလိုက်တယ်။ဆရာဝန်ကခွဲစိတ်ဝတ်စုံလဲလို့မှမပြီးသေးဘူး။နောက်တစ်စက္ကန့်မှာပဲကျမကိုယ်တိုင်ဘိုက်ထဲကထွက်လာခဲ့တယ်။အမေကိုအနာကျင်မှုအနှဲငယ်လေးတောင်မခံစားစေခဲ့ဘူး။ဒါကိုမြင်တဲ့ဆေးဝန်ထမ်းတွေအားလုံးအံ့ဩသွားကြပြီးကျမကိုကျေးဇူးဆက်ဖို့မွေးဖွားလာတဲ့ကလေးလို့ပြောကြတယ်။တစ်ဖက်မှာတော့အဲ့ဒီမိန်းမကတနေ့နဲ့တညလုံးနာကျင်လို့အော်ဟစ်နေခဲ့ရတယ်။နောက်ဆုံးအရေးပေါ်ခန်းထဲရောက်မှသားတစ်ယောက်ကိုခက်ခက်ခဲခဲမွေးနိုင်ခဲ့ပေမဲ့အမေခန်းထဲမှာပဲအတူတူနေမယ်လို့ဇွတ်အတင်းလုပ်ပြန်တယ်။အဲ့ဒီမိန်းမသားလေးမွေးတယ်ဆိုတာကြတော့အဖိုးကဝမ်းသာအားရလာကြည့်တယ်။ဒါပေမဲ့အဲ့ဒီကလေးကအဖိုးကိုမြင်တာနဲ့တအားငိုတော့တာပဲအဲ့ဒီမိန်းမဘလို့ပဲချော့မရပဲစက်တိုက်ငိုနေလို့အဖိုးလည်းတအားစိတ်ပြတ်သွားတယ်။ဒါနဲ့အဖိုးကလှည့်ထွက်လာပြီးအမေနဲ့ကျမစီရောက်လာတယ်။အဖိုးကိုမြင်ချင်းကျမကအပြစ်ကင်းတဲ့ပြုံးလေးနဲ့ပြုံးပြလိုက်တယ်။အဲ့ဒီအပြုံးကအဖိုးရဲ့စိတ်ပြတ်မှုတွေကိုချက်ချင်းပျောက်ကွယ်သွားစေခဲ့တယ်။အဖိုးကဝမ်းသာအားရနဲ့သူနဲ့အတူပါလာတဲ့စုပ်တံကိုကျမကိုပေးတယ်။အဲ့ဒီအချိန်မှာပဲနတ်မလေးကကိုတိုက်ဖို့တာဝါတစ်ခုယူလာပေးတယ်။ကျမကအဲ့ဒီစုပ်တံကိုကင်ပြီးတာဝါပေါ်မှာပေါ့ပပလေးဆွဲလိုက်တာ။ခန်းထားတဲ့မင်းမကြီးကတစ်ချက်တာဝါပေါ်မှာချက်ချင်းပေါ်လာတော့တာပဲအဖိုးကဒါကိုမြင်တော့ကျမကိုရင်ခွင်ထဲပွေ့ချပြီးဒီမိသားစုမှာရာစုနှစ်တစ်ခုမှာတယောက်တာပေါ်တဲ့ပါရမီရှင်လို့စိတ်လှုပ်ရှားစွာပြောတော့တယ်။ဒါကိုမြင်တဲ့အဲ့ဒီမိန်းမဟာမနာလိုစိတ်တွေဖြစ်သွားတယ်။သူ့သားရမယ့်အချစ်တွေကိုကျမလူယူသွားတယ်လို့ထင်ပြီးတခုခုထည့်ထားတဲ့အားစိတ်ခွက်ကိုစေတနာကောင်းဟန်ဆောင်ကယူလာပေးတယ်။အမေခန္ဓာကိုယ်အတွက်အထူးစီစဉ်ထားတာပါတဲ့။စိတ်ထားကောင်းတဲ့ကျမအမေကလည်းသူ့ရဲ့စေတနာကိုမငင်းခဲ့ဘူး။ကျမတားဖို့တောင်အချိန်မရလိုက်ခင်မှာအမေကတငုံတောက်လိုက်ပြီးကျမအမြန်ပဲအဲ့ဒီဆေးခွက်ကိုပုတ်ချပြီးအကျယ်ကြီးကိုချလိုက်တယ်။ဒါပေမဲ့နှေးသွားခဲ့ပြီးမကြခင်မှာပဲကျမအိမ်မောကျသွားတော့တယ်။ကျမမျောလင်းချက်မဲ့လူနီပါဖြစ်နေချိန်မှာအဖိုးကကျမစီတစ်ခါပြန်ရောက်လာတယ်။ကျမမျက်လုံးတွေချက်ချင်းလင်းကနေဖြစ်သွားပြီးအားရှိသမျှအကျယ်ကြီးကိုလိုက်တယ်။ဒီမြင်ကွင်းကိုမြင်တဲ့အဖိုးကတခုခုမားနေပြီဆိုတာချက်ချင်းရိပ်မိသွားတယ်။ကျမဘာလို့အသေးတန်ကိုနေရတယ်လဲဆိုတဲ့အကြောင်းရင်းမှန်ကိုစစ်ဆေးဖို့ဆေးရုံကိုချက်ချင်းအမိန့်ပေးလိုက်တယ်။ဒါကိုမြင်တဲ့အဲ့ဒီမိန်းမကကိုထွက်ဖို့စူးစမ်းပေမဲ့အဖိုးကသူ့ကိုသတိထားမိသွားပြီးနောက်တစ်စက္ကန့်မှာပဲဆရာဝန်ကစစ်ဆေးချက်အစီရင်ခံစာကိုယူဆောင်လာခဲ့တယ်အဲ့ဒီနောက်